ကဲငယ်ချင်းအားလုံးမင်္ဂလာပါဗျာဒါဖုံမွေးဆိုင်တွေပေါ့နော်ဖုံမွေးဆိုင်တွေထူသွားမယ်ဆိုင်တွေနော်ဒီမှာ85 86တုံညာထိတ်တုံညာပါပါခွန်းလို့ခက်တယ်နော်တုံညာထိတ်ခွန်းစိတ်ကတပွဲရှင်းတဲ့ငယ်ချင်း30ပဲရှိတယ်တုံညာထိတ်ခွန်ထိတ်နှစ်ပွဲနောက်တစ်ခုကတုံညာထိတ်ခွန်ထိတ်3ပွဲနော်ငယ်ချင်းတို့ဒီ3ပွဲလေးမှာဒီကောင်ကတုံညာထိတ်ခွန်ထိတ်လို့နော်တုံညာထိတ်ခွန်ထိတ်လို့ကြားလိုက်တာနဲ့တဲ့ဒီမှာလောက်လို့တဲ့ခွန်ရှစ်ဒီခွန်ရှစ်တွဲလေးနော်ငယ်ချင်းတို့ဒီခွန်ရှစ်တွဲလေးရတဲ့အဲ့ဒီတည်းမှာလိုက်ကြတယ်တဲ့ဒီခွန်ထိတ်နေတယ်မှာလိုက်ကြတယ်ခွန်ရှစ်တွဲလေးခွန်ရှစ်သူကဘာလဲကြတော့ဆိုတော့ဒီမှာတုံညာထိတ်ကိုနော်တုံညာထိတ်မတုံညာပါပါ9ဆိုပြီးတော့9မှတ်တဲ့နဲ့သွားတာ9ခွန်ရှစ်ဆိုပြီးတော့ကြာပြရတယ်တဲ့နော်ငယ်ချင်း9ခွန်ရှစ်ပထမတစ်ခါဒုတိယကကြတော့လေတုံညာထိတ်ခွန်ထိတ်လို့ဖြစ်တယ်ဒီမှာ9လေးတွဲလေးကြာ9မှတ်တဲ့နဲ့သွားမယ်တဲ့ဒီခွန်ထိတ်ကြတဲ့နေတဲ့မှာ9လေးဆိုပြီးကြာပြရမယ်9လေးဆိုပြီးကြာပြရတယ်9လေးတွဲလေး9လေးလည်းကြာပြီနောက်တစ်ခါကဒီမှာတုံညာထိတ်ခွန်ထိတ်မို့ဒီမှာ63တွဲလေးရတဲ့963ဆိုပြီးတော့ကြာပြရမယ်တဲ့ခွန်ထိတ်နေတဲ့မှာ963ဒါကျွန်တော်တို့ရတဲ့ကဏ္ဍလေးနော်ဒီကျွန်တော်ဒီနေ့က2ကြိမ်ရတယ်2025မှာအကောင်လေးရတယ်နောက်ပြီးကြတော့အကောင်ပြီးသွားပြီတဲ့ဒီတုံညာနောက်ကခွန်ရှစ်တွဲလေးပြီးသွားပြီအဲ့ကြောင့်ခွန်ထိတ်တုံညာပါပါ9နဲ့သွားလိုက်တယ်နော်အဲ့ကြောင့်ခွန်ထိတ်ကြတော့ဒီ3တစ်တွေကလိုက်မလာဘူးလိုက်တော့လိုက်ခဲ့တယ်ဖမ်းလို့မရဘူးခဏအဲ့ကျွန်တော်ဗာနဲ့ပြင်လိုက်တော့ခွန်ယူလိုက်တယ်ခွန်ဘူးလေးနဲ့ယူလိုက်တာအဲ့မှာ तू ကခွန်နောက်ဘူးကြာမှာဒီကောင်ကခွန်နောက်ဘူးကိုတို့ကြာမှာနောက်ဘူးမကြလို့မရဘူးခွန်နောက်ဘူးကြာတယ်ခွန်နောက်ဘူးဟောဒီမှာကြာပါတယ်ဒီမှာတဘူးကြာတယ်နော်တဘူးနှစ်ဘူးကျွန်တော်ဒီကောင်ပဲယူမှာဒီကောင်ပဲဖန်ပြမှာနော်3ခွန်နဲ့အဲ့ကောင်လေးကြာတယ်ဒီမှာလည်းအခွန်ထိတ်ကြတယ်မှာခွန်ဘူးကကြာကိုကြာမှာနောက်ဘူးနဲ့ကိုကြာပြရမှာ1ခွန်နဲ့ဒီကောင်လည်းနောက်ဘူးနဲ့ကိုကြာပြရမှာ3ခွန်နဲ့နော်ငယ်နေဟုတ်ပြီအဲ့ဒီခွန်ဘူးလေးကဘလို့ကြာတော့ဒီ3တစ်ကလိုက်မှာဒီခွန်ဘူးနဲ့ဖန်တာနော်ဒီခွန်ကျတော့ခွန်ဘူးနဲ့ဖန်တာခွန်နောက်ဘူးကဘာကနေနဲ့ကြာမှာလို့ဆိုဒီမှာလည်းကြာရနော်ဒီမှာလည်းကြာတယ်ကောင်းမကိုက်ဘူးသူကြာမယ်ဆိုရင်ခွန်ဘူးကြာမယ်ဆိုရင်သူ့ရဲ့ထိတ်ကဇောင်းကပေါ့ဟဲ့မြင်းကုန်လေးဇောင်းလေးအကောင်လေးကနောက်ပိတ်လေးကနေကြာပြီတဲ့ဒီမှာခွန်ဘူးကကြာမယ်ဒီမှာ3နောက်ပိတ်က3ပိတ်နဲ့3ထိတ်နဲ့သွားကြာတယ်3ခွန်နောက်တစ်ခါမှလည်းဒီမှာလည်းခွန်ဘူးကြာတယ်ပဲ1ခွန်လို့ကြာပြီရတယ်နောက်တစ်ခုဒီဘက်ကျွန်တော်ရောက်ဝိကလေးကြာတော့3ခွန်လို့ကြာရမယ်ဒီကောင်နဲ့ကျွန်တော်ရတယ်နော်ဒီကောင်ကျွန်တော်မတင်ရတယ်ဒီပွဲဒီနှစ်မှာ2025မှာ3ခွန်လို့ကြာတယ်တဲ့အဲ့ရနေအဆက်ပေါ့နောက်ထပ်မွေးကနန်းဒီကနေအဆက်မွေးကနန်းနော်အဲ့ကြတော့ဒီကောင်တော့ဒီဘက်မှာလှုပ်ပြီးသွားပြီပြီးတော့ဆိုတော့ဒီမှာတုံညာခွန်ဆိုတဲ့စရခဲ့ရဖရင်ကတုံညာခွန်လို့စခဲ့တယ်ကြတော့တုံညာခွန်ဆိုတော့ကျွန်တော်ကခွန်ထိတ်တုံညာပိတ်ခွန်ထိတ်တုံညာပိတ်နော်ငယ်ချင်းတို့ခွန်ထိတ်တုံညာပိတ်တုံညာခွန်နဲ့စခဲ့လို့မို့ကျွန်တော်ခွန်ထိတ်ရတုံညာပိတ်ရခါဘူးဖြစ်ချင်းနဲ့သွားမှာတုံညာဖြစ်ချင်းနဲ့သွားမှာခါတုံညာဖြစ်ချင်းနဲ့သွားမှာနော်ခွန်ထိတ်တုံညာထိတ်ကလိုက်ကိုလိုက်ရမယ်နောက်နှစ်မှာဒီတုံညာခွန်ရဲ့နောက်နှစ်မှာအဲ့ခွန်တုံညာတွေကလိုက်ကိုလိုက်ပြရမယ်တဲ့ခွန်တုံညာတွေခွန်ကထိတ်နဲ့သွားမယ်တုံညာဆိုရင်အပိတ်နဲ့သွားမယ်ခါကဘူးဖြစ်ချင်းနဲ့သွားမယ်အဲ့လေဖုံမွေးလေးမို့ကျွန်တော်ပြပေးတာပါအဲ့ဟောလေးအဲ့မှာဆိုရင်ကျွန်တော်ကအဲ့တုံညာခွန်ဆိုခွန်တုံညာဆိုတဲ့တွေနောက်နှစ်မှာလိုက်ပြရမယ်ခွန်မှာတုံညာခွန်မကြိုက်ဘူးတန်းလေခွန်တုံညာလို့ကိုလိုက်ရမှာကျွန်တော်ဆိုပြီးခွန်တုံညာခွန်ထိတ်တုံညာထိတ်ကြာသွားပြီနော်
အဲ့ကောင်ခွန်ထိတ်တုံညာထိတ်ကြမယ်ဆိုရင်ဘယ်လိုလဲကြရတော့ဆိုခါဘူးဖြစ်နေတယ်မှာခွန်ခါ3ခါရှင်းနေကနော်ရှင်းနေကနေနဲ့ခွန်ခါ3ခါဘူးဆိုပြီးပြန်လိုက်ပြီရနော်တုံညာပါတုံညာမို့တုံညာခါတုံညာလေးပြန်ချုပ်တာတုံညာ sorry ခွန်ခါ3ခါတုံညာခွန်30ဆိုပြီးတူပါမှာကွယ်သေးပဲအဲ့တော့ကိုယ့်ကိုချင်းကြီးဖွင့်ထုတ်ပါတော့ဒါတော့ကျွန်တော်ဖော်မွေးလို့မပြပြဒါဆိုရင်ဒီနှစ်မှာဆိုရင်လေခွန်ထိတ်တုံညာထိတ်ခွန်ထိတ်မျိုးခွန်တုံညာဆိုရင်နောက်နှစ်မှာလိုက်ကိုလိုက်ပြီးရမယ်ခွန်တုံညာဒီမှာတော့လိုက်ပြီးခွန်ထိတ်တုံညာထိတ်လေးတစ်ခါလိုက်လာတယ်အဲ့ကောင်လေးကခါလုံးလေးကြော်ပါနဲ့လာပြီးတော့ဘူးဖြစ်ချင်းနဲ့လိုက်မယ်တဲ့6ခါ68က4 46ကတုံညာ686တခါလဲဘူးဖြစ်ချင်းနဲ့သွားနော်ခွန်တုံညာတွေလေးကဟုတ်ပြီဒီမှာလဲကဲခွန်တုံညာကြဖို့မယ်ဆိုဒီဘွဲမှာကြလိုက်မယ်ဆိုကျွန်တော်ကခွန်တုံညာရေးလိုက်ပြီတခါလဲဒီဘွဲမှာကြမယ်ဆိုရင်ခွန်ထိတ်တုံညာဘိတ်ခါလုံးလေးကဘာဖြစ်မလဲဆိုတော့တုံညာခါခွန်ခါဆိုတော့တုံညာခါခွန်ခါဆိုတော့ဒီမှာတုံညာခါခွန်ခါဆိုခါပါထဲမှာဆိုတော့ဘူးဖြစ်ချင်းနေဆိုခွန်30တကွက်သေးပါတကယ်ကြီးလေးညာလေးထိုးသွားကြမယ်နော်ခွန်30ဆိုတော့ခုနလေးပါတဲ့တုံညာ3ခွန်မှာဘူးဖြစ်မှာဟုတ်အဲကြတော့ခွန်30ဆိုတဲ့ခုနလေးလည်းကောင်းပါတယ်နော်ဒီဘက်မှာဒါဖော်မွေးတော့တကယ်ကြီးတို့ဒီနှစ်ကုန်ထိမွေးသွားလိုက်ကျွန်တော်ဘာလို့ဒီချိန်မှာတစ်ခါလဲထုတ်ပြလိုက်တာတော့ဆိုတော့အချိန်ကြီးကနီးရထင်တာပဲเนาะကျွန်တော်ဖန်တာလေးနဲ့ချက်ကြည့်ကြအောင်ဒီမှာကျွန်တော်တို့ sorry ခွန်တုံညာဆိုတဲ့တွေကြားလိုက်တယ်တစ်ချိန်မှကြားဟောဒီပါကြားဒီမှာကြားမယ်ဒီကောင်ခွန်30လို့ကြားရမယ်ဆိုသူ့ရဲ့ရှင်းနေမှာခွန်ဘူးဒီမှာခွန်တော်ဘူးရဲ့ဘေးနားမှာကက်ရက်ပဲ9ချိန်မကျော်ခုနဘူးတင်နေစီခုနဘူးဘေးဆိုတစ်ချိန်2ချိန်3ချိန်မှကြာပါတယ်နော်တစ်ချိန်2ချိန်3ချိန်မှကြာပြီအကောင်ကဒုတိယကပ်မှာရောခွန်3ညတွဲတည်းဒီမှာခုနဘူးရဲ့ဘေးပဲကြာတာတစ်ချိန်2ချိန်မှကြာတာနော်ဒီမှာခုနဘူးရဲ့ဘေးနားလေးပဲကက်ရက်ပဲကြာတာဒီဝေးအကောင်ကခွန်3ညလည်းခွန်ဘူးနဲ့ပဲဟိုလောက်တာဒီမှာလေကျွန်တော်တို့ကခွန်ဘူးနဲ့သွားမှာဆိုဒီမှာခွန်ဘူးကဒီမှာရှိတယ်ဒီနှစ်ကြိမ်ပဲရှိတယ်အဘူးတွေကခွန်ဘူးတွေကသူရှင်းနကကတော့နောက်ဘူးနဲ့သွားခဲ့တာပေါ့နောက်ဘူးနဲ့ဆိုကြတော့ဒီနားဒီဘက်မှာဆိုခွန်ဘူးကမရှိတော့အောက်မှာတော့လေအဲ့ကြတော့ကျွန်တော်ဒီမှာခွန်ဘူးကဒီနားလည်းရှိတယ်ဒီနားလည်းရှိတယ်ဒီကောင်လေးများဖြစ်သွားမလားဆိုပြီးတော့ကျွန်တော်တင်ပေးတာအစတော့ဒီနားလေးကြမှာစပြီးတော့တင်ပေးတော့မယ်လို့နော်တကယ်ချင်းတို့အဲ့တော့ခွန်ဘူးကဒီမှာတစ်ပွဲဒီမှာတော့နှစ်ပွဲပဲရှိရတဲ့အတွက်မို့အဲ့ကြောင့်မို့ကျွန်တော်ကဒီနားလေးမှာတစ်ခါတည်းပေးလိုက်တာခွန်30ပေါ့နော်ဒီမှာဆိုရင်တော့ခွန်30တကယ်ချင်းတို့စင်ပြင်ထိုးကြည့်ပါနော်အားလုံးကံကောင်းအောင်နော်ဟုတ်ပြီကျွန်တော်ဒီမဲ့ဒီဖိန်ကြိုက်လာမယ်တုံညာထိတ်ခုန်ထိန်နေကြတာဒီကောင်းနေလာတော့မွေးကနန်းတစ်ကွက်ရှိတယ်အပူတစ်ကွက်ဖြစ်နေတာအပူတစ်ကွက်တကယ်ကျွန်တော်ရန်ကုန်ပြီးတော့ရှာမယ်ဆိုရင်လည်းရှာကြည့်ပေါ့နော်ဒီဖိန်ကိုကြိုက်တယ်ဆိုရင်တုံညာထိတ်ခုန်ထိန်ကဒီမှာကျွန်တော်နှစ်ပွဲရတယ်နှစ်ကြိမ်ရတယ်3ခုလည်းရ5 6နှစ်ပွဲလုံးရတယ်ညနဲ့နေတာပဲကွာနော်အဲ့ကြတော့ဒီကောင်းဒီဖိန်ကိုကြိုက်ပြီးတော့နောက်ဒီနှစ်မှာဆက်ပြီးတဲ့အပူကနန်းတစ်ကွက်ရှိတယ်အပူကနန်းတစ်ကွက်ကိုကြိုက်တဲ့လူထိုးကြကြိုက်တဲ့လူညံကုန်ပြီးတော့ရှာကြည့်ပါတကယ်ချင်းတို့လည်းနော်ကျောင်းနဲ့တော့ကအမြင်မတူနိုင်ဘူးလေအဲကြောင့်မို့ကြိုက်တယ်တကယ်လို့ကျွန်တော်ကိုတို့ရှာလို့ဒီ3ညတိတစ်ခုံပိန်းနဲ့ပြင်ကြိုက်ပြီးလို့ကျွန်တော်ရှာကြည့်တာဒီခဏလေးဖြစ်နေဆိုရင်သိတယ်လို့ရှိရင်ရေးခဲ့ပြီပါနော်အားလုံးကိုကျေးဇူးတင်ပါအားလုံးကံကောင်းကြပါစေတကယ်လို့မှအဲ့ဒီပြင်ကကြိုက်တဲ့အပူကနန်းလေးလိုချင်ဆိုရင်လည်းပြောပါနော်နောက်ဆိုရင်လည်းကျွန်တော်အဲ့ဒါလေးပြန်ပြပေးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကံကောင်းကြပါစေကိုလက်ပါဗျ